အခုနောက်ပိုင်းမှာကက်ကက်မှာပါတဲ့ feature တော်တော်များများက blue version ဝယ်သုံးမှာပဲကျွန်တော်တို့အဆင်ပြေတော့တယ်အဲ့တော့ကိုက blue version နဲ့ဝယ်သုံးခြင်းဘူး free version နဲ့ပဲကျွန်တော်တို့ video တစ်ပုဒ်ကို professional ကြ edit ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ free အသုံးပြုလို့ရမယ် VN video edit software ကိုကျွန်တော်တို့ video တစ်ပုဒ်ကိုဘယ်လို edit ရမလဲဆိုတာကိုအခြေခံနေစပြီးတော့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ချက်လောက်ကြည့်ကြအဲ့တော့ကျွန်တော်တို့ကပထမဦးဆုံးအနေနဲ့ Play Store ကိုသွားလိုက် Play Store ထဲရောက်ရင်တော့ကျွန်တော်တို့က VN ဆိုပြီးတော့ကျွန်တော်တို့ရိုက်ရှာလိုက်ပြီးရင်တော့ကိုက install မတင်ရသေးဘူးဆိုရင်တော့ install တင်ပေးလိုက်ကျွန်တော်တို့ဒီမှာ install တင်ပေးတာဖြစ်တဲ့အတွက်เนาะ install မတင်ပြတော့ပြီးလို့ရှိရင်တော့ကျွန်တော်တို့က VN video edit software ကိုပြင်ပေးလိုက်ပြီးရင်တော့ကျွန်တော်တို့ဒီလိုပုံစံမြင်ရမယ်ကိုက video တစ်ပုဒ်ကို edit မှာဖြစ်တဲ့အတွက်ကျွန်တော်တို့က new project ကိုနှိပ်ပြီးလို့ရှိရင်တော့ကိုက video ကိုရွေးမယ်ပြီးလို့ရှိရင်တော့ကို edit လုပ်မဲ့ video ကိုတစ်ချက်ရွေးပေးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာနှိပ်ဆိုတာကိုနှိပ်ပေးမယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်အခုလိုပုံစံမျိုးမြင်ရပြီကျွန်တော်တို့က video တစ်ပုဒ်ကို edit တော့မယ်ဆိုလို့ရှိရင်ပထမဦးဆုံးလုပ်ရမှာက video ရဲ့ frame rate size ကိုအရင်ဆုံးချိုးပေးရအဲ့တော့ကျွန်တော်တို့က video site ချိုးဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်မှာရှိတဲ့ original ဆိုတာကိုကျွန်တော်တို့တစ်ချက်နှိပ်ပြီးလို့ရှိရင်တော့ကိုက video frame rate size ကိုဘယ်လောက် size နဲ့လုပ်မှာလဲပေါ့เนาะကျွန်တော်တို့ဒီမှာ 9:60 နဲ့လုပ်မယ်အဲ့တော့ကျွန်တော် 9:60 ကိုရွေးပေးလိုက်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့အမှန်ချစ်ဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ video ရဲ့ frame rate size က 9:60 ဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကကိုရိုက်ထားတဲ့ video ထဲမှာကိုမလိုအပ်တာတွေကိုကျွန်တော်တို့ဖြတ်အဲ့တော့ကျွန်တော်တို့ကဘယ်အပိုင်းကိုမလိုအပ်တာလဲပေါ့နော်ကျွန်တော်တို့ကတကယ်လို့ဒီ video ရဲ့အရှိပိုင်းလေးကိုမလိုအပ်ဘူးဆိုလို့ရှိရင်ကိုမလိုအပ်တဲ့အပိုင်းကိုကျွန်တော်တို့ဒီနေရာလေးမှာထားမယ်ပြီးသွားတဲ့အခါကျတော့ကျွန်တော်တို့ဒီအောက်မှာ split ဆိုတာရှိတယ်အဲ့တော့ split ဆိုတာလေးကိုနှိပ်မယ်ပြီးတော့လို့ရှိရင်တော့ကိုဖြတ်ထုတ်မဲ့အပိုင်းကိုကျွန်တော်တို့က select မှတ်မယ်ဆိုရင်ကိုကအရှိပိုင်းကိုဖြတ်ထုတ်မှဖြစ်တဲ့အတွက်အရှိပိုင်းကိုရွေးပေးလိုက်တယ်တကယ်လို့ကျွန်တော်ရွေးပေးလိုက်တဲ့အခါကျလို့ဆိုလို့ရှိရင်တော့အခုလည်းမျိုးကျွန်တော်တို့အဝါတန်းလေးနဲ့ပြန်နေလိုက်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ကဒီအရှိပိုင်းကိုဖြတ်ထုတ်မှဖြစ်တဲ့အတွက်အောက်မှာ delete ဆိုတာရှိတယ်အဲ့တော့ကျွန်တော် delete ဆိုတာကိုနှိပ်ပေးလိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ဟုတ်ပြီဆက်သွားမယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ကဒီနေရာလေးကိုမလိုချင်ဘူးပေါ့နော်ကျွန်တော်ဒီနေရာလေးကိုမလိုချင်ဘူးဒီနေရာလေးမလိုချင်ကျွန်တော်ဒီနေရာလေးကိုကျွန်တော်တို့ကဒီမင်းကြောင်းနဲ့တက်ထားမယ်ကိုမလိုချင်တဲ့နေရာပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့အောက်က split ဆိုတာကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်ဘယ်အထိမလိုချင်တာလဲကျွန်တော်ဒီအလဲပိုင်းလေးဒီနားလေးအထိမလိုချင်တာပေါ့နော်အဲ့တော့ဒီမုတ်ဆိုင်လေးကိုကျွန်တော်မလိုချင်ဘူးပေါ့နော်အဲ့မလိုချင်တဲ့နေရာလေးကိုကျွန်တော်တို့ရွေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်နောက်ထပ် split ဆိုတာကိုနှိပ်ပြီးလို့ရှိရင်တော့သူကဒီမှာအပိုင်း၃ပိုင်းဖြစ်သွားတယ်ကိုကအလဲပိုင်းကိုမလိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကကိုမလိုချင်တဲ့အပိုင်းကို select မှတ်ထားမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီအောက်မှာရှိတဲ့ delete ဆိုတာကိုနှိပ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကိုမလိုချင်တဲ့အပိုင်းတွေကိုဖြတ်ထုတ်လို့ပြီးသွားပြီပြီးသွားတဲ့အခါကျလို့ရှိရင်တော့ကျွန်တော်တို့ကဒီဗီဒီယိုကိုပြန်ပြီးတော့ save လုပ်မယ်ပေါ့နော်ကိုယ့်ရဲ့ဖုန်းထဲကို save ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီညာဘက်မှာရှိတဲ့ဒီမြားလေးကိုနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာရွေးချယ်စရာတွေရှိတယ်အဲ့တော့ကျွန်တော်ဘာရွေးချယ်ရမလဲဆိုရင်ကိုကဒီဗီဒီယိုကိုကိုယ့်ရဲ့ဖုန်းထဲကို export လုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဘလောက် resolution ကိုရွေးချယ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့တော့သူကဒီမှာ manual ကတော့ကျွန်တော်တို့ 920p မြင့်ဆောင်30 fps ဆိုပြီးတော့ပြရတယ်ကျွန်တော်တို့က resolution ကို 1080p နဲ့ထုတ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာဒီအောက်မှာ 1080p ကိုရွေးပေးလိုက်ပြီးသွားလို့ရှိရင်တော့ကျွန်တော်တို့ကဒီ export ဆိုတာလေးကိုနှိပ်ပေးလိုက်ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာခဏစောင့်ပေးလိုက်ပေါ့နော်ဒီမှာသူသွားနေတယ်ကျွန်တော်ခဏစောင့်ပေးလိုက်ပြီးရင်တော့ကျွန်တော် done ဆိုတာလေးကိုနှိပ်ပေးလိုက်ဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုကိုယ့်ရဲ့ဖုန်းလေးကို export လုပ်လို့ပြီးပါပြီအဲ့တော့ကျွန်တော်တို့ပုံလိုချင်တဲ့အပိုင်းတွေကိုကျွန်တော်တို့ဒီလိုမျိုးဖြတ်ထုတ်လို့ရတယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်